အားလုံးပဲမင်္ဂလာပါဒီနေ့တော့စကောပီပေါ့နော်စကောပီသူကဘက်ထရီအားမသွင်းခဏခဏကုန်နေတယ်နော်ခဏခဏကုန်တော့ကျွန်တော်တို့ပထမဘက်ထရီအရင်စစ်ရမယ်သူကထုတ်ကွိုင်လားဒိုင်အိုလားဘက်ထရီလားနော်ဒါတော့သူ့ဘက်ထရီ original ဘက်ထရီနော်သူဝယ်လာတာ USA original ဘက်ထရီနော်ဒီကောင်နော်โอเคကျွန်တော်တို့စစ်မယ်ဆက်နိုးပြီးတော့စစ်မယ်ပေါ့နော်ဒီဘက်ထရီခဏခဏကုန်နေတယ်မနိုင်တော့ဘယ်တရားခုစနစ်နော်တော့ဖွင့်မယ်ကြောက်နော်တော့ဖွင့်မယ်ကျွန်တော်တို့နိုးမယ်နော်ကျွန်တော်တို့နိုးတဲ့အချိန်မှာလေပါဆွဲရင်သူကတက်လာရမယ်စောင့်တော့ကြော်ဆက်လေးတိတက်မယ်နော်လေပါဆွဲမယ်နော်ဒီမှာဒီပါဆွဲမတဲ့တော့မငြိမ်တော့ဆက်ခွန်တော့90ကျော်တော့30ကျော်တော့ဒီလိုပဲသူမငြိမ်တော့เนาะဒီအစစ်မီလာကြည့်ဒီမှာအစစ်မီလဲသိမလေးဘူးเนาะအစစ်မီလဲသိမလေးတော့เนาะโอเคကျွန်တော်တို့ဘက်ထရီကတော့မသွင်းတော့เนาะဒါတော့တပိုင်းသိပြီเนาะဘက်ထရီအားမသွင်းပြီဘူးကျွန်တော်တို့ဒီမှာလာကြည့်မယ်ကျွန်တော်တို့ညဖြားလိုက်ပြီเนาะယာမာဟာတွေအများဆုံးอ่ะသူ့ရဲ့မီပလဒီကောင်တွေမီးလောင်တယ်เนาะမှတ်တယ်လားမီးလောင်ပြီโอเคကျွန်တော်တို့မီးလောင်တဲ့ဟာမှာကျွန်တော်တို့ဒီကောင်မသုံးတော့ကျိုးညဖြားပြီးတော့တစ်ဆက်တည်းပဲဆက်လိုက်တယ်ဗောเนาะဝါနီတစ်ချောင်းအမဲတစ်ချောင်းအဖြူတစ်ချောင်းเนาะအမဲကတော့အကျိုးဗောเนาะဒီနှစ်ချောင်းတော့ဟိုထွက်ကွမ်းနေထွက်လာတဲ့ကျိုးเนาะโอเคကျွန်တော်တို့နောက်တစ်မျိုးပြန်စစ်ပြမယ်เนาะထောက်ကွိုင်ကကောင်းလားเนาะဒိုင်ဟိုကကောင်းလားထောက်ကွိုင်ကထွက်လာတဲ့ကြိုကတော့အပေါင်းကြိုကျွန်တော်တို့ဒီအနောက်ကဘက်ထရီအနောက်ကနေညပြီးတော့เนาะကျွန်တော်တို့ဆက်နိုးရမယ်เนาะဒီလိုမျိုးအမြန်နေနဲ့ပဲစစ်မယ်เนาะဒီမှာဝါနေကြိုနဲ့အဖြူကြိုเนาะမင်းကဘယ်လိုတက်လာမလဲကျွန်တော်တို့ကြည့်မယ်เนาะကောင်းမယ်ဆိုရင်မင်းကတော်တော်လေးနဲ့เนาะမင်းကတော်တော်လေးနဲ့လေးပါဆွဲရင်ဒီမီကျွန်းကဒီမီတလုံးသူကကျုံသွားမယ်เนาะစနိုးအချိန်မှာဘာမှဖြစ်ဒီနှစ်ချောင်းเนาะโอเคတော်တော်လေးနဲ့เนาะသူကောင်းရင်โอเคတော့ပြင်ပြီးဆက်နိုးမယ်เนาะဆက်နိုးပြီးเนาะဒီမှာเนาะကျွန်တော်တွေ့ကြည့်မယ်ဟုတ်လားသိမလင်းတော့ဟုတ်လားမလင်းသိမလင်းเนาะဒီမှာအဖြူတစ်ချောင်းပြန်ထုတ်မယ်အဖြူကတော့နည်းနည်းပိုလင်းတယ်เนาะโอเคဒီတစ်ချောင်းတော့သူတိုက်တော့အားမပို့ပြီးเนาะဒီကနေပြန်လာမယ်တိုင်ဟိုဒါဟိုနေပြန်စစ်မယ်เนาะဒါဟိုကနေစစ်တယ်เนาะဒီမှာအဖြူတစ်ချောင်းတွေ့လားအဖြူတစ်ချောင်းမင်းကတော့လင်းနဲ့တရားရံကတော့မပြည့်ဘူးเนาะဒီလိုပဲကြည့်တယ်เนาะမင်းတော့လင်းနဲ့တရားရံကတော့မပြည့်ဘူးအဝါတစ်ချောင်းတော့မထွက်တော့ဘူးเนาะအဲ့လိုဆိုရင်ကျွန်တော်တို့သိပြီเนาะဒီလိုမျိုးဆိုရင်ကျွန်တော်တို့ခန့်မှန်းချိန်လို့ရပြီเนาะဒီကောင်ကပြဿနာသိပြီเนาะဥပမာဒီကောင်ပြဿနာမသိဘူးဆိုရင်ကျွန်တော်တို့နိုးတဲ့အချိန်မှာဒီအဖြူကတော်တော်လေးနဲ့ဒီအဝါကတော်တော်လေးနဲ့เนาะပြဿနာမသိဘူးဆိုရင်เนาะဒီကောင်ပြဿနာမသိဘူးဆိုရင်ဒီကောင်လည်းတော်တော်လေးနဲ့အဲ့ဒါတော့ထုတ်ကွိုင်ပဲဒီကောင်လည်းလေးနဲ့ဒီကောင်လည်းလေးနဲ့ဆိုရင်ထုတ်ကွိုင်ပဲเนาะโอเคကျွန်တော်တို့ထုတ်ကွိုင်ကောင်းမကောင်းကျွန်တော်တို့ဘယ်လိုနောက်တစ်မျိုးစစ်ကြည့်အောင်မယ်เนาะဒီကောင်ထုတ်လိုက်ပြီเนาะပြန်စမ်းကြည့်မယ်เนาะအဖြူတွေ့လားတော်လေးနဲ့တွေ့လားအဝါတွေ့လားကိုကိုနာတဲ့ပူလေးနဲ့တွေ့လားတော်လေးနဲ့သူကဒိုင်အိုကောင်းရင်ဒီလိုမျိုးလင်းရမယ်ထုတ်ကွိုင်ကောင်းရင်လည်းဒီလိုမျိုးလင်းရမယ်เนาะโอเคဒါတော့သူဆက်ရလာတဲ့ဒိုင်အိုဒါတော့ကျွန်တော်ဒိုင်အိုเนาะဒီကောင်တော့ original တပတ်ကြီးဒါတော့ဟိုဗာလေ original မဟုတ် original ပြန်ထည့်မယ် original ထည့်ပြီเนาะโอเคจะစမ်းကြည့်မယ်ဟုတ်လားလင်းပြီเนาะအဖြူကျိုးเนาะအဝါကျိုးဟုတ်လားလင်းပြီเนาะ
ဟုတ်မှာအစိမ့်မင်းပြန်ကြည့်ပြီးတော့ဘက်ထရီကိုလာကြည့်ဘက်ထရီကိုကြည့်မယ်နော်မတက်လားဘက်ထရီကတက်လာပြီဒီပါဆွဲမယ်နော်ဒီပါနဲ့ဆွဲမယ်ဟုတ်လားဒီပါဆွဲရင်ဆက်တော့ကျော် Honda Yamaha တော့ဒီပါဆက်တော့ကျော်ဆက်လေးနဲ့တရားပေါ့ငါတို့ဘက်ထရီကတိတ်မပြည့်ဘူးဆိုတော့ဒီပါဆွဲဆက်တော့ကျော်အစားတော့လေးပါဆွဲမသိဘူးနော်โอเคဒါတော့သိသွားပြီပေါ့နော်တိုင်ဟိုမကောင်းလို့အဲ့ဒါ Yamaha ဘိန်းနေသိတဲ့အချိန်မှာအဲ့ဒီလိုမျိုးသိပေါ့နော်ဒါတော့ပညာလေးသိတဲ့ပညာလေးကိုမျှဝေပေးတယ်ပေါ့နော်အားလုံးပဲမိလား